အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုမှာတော့ Binance ကနေပြီးတော့အခုတစ်ခေါက်လာနေတဲ့ Launchpool Nillion Token တွေကိုဘယ်လိုမျိုး Family လုပ်ရမလဲဆိုတော့ပြောပြပေးသွားမှာဖြစ်ပါတယ် Family လုပ်ဖို့အတွက်ဆိုတော့ကျွန်တော်တို့ Model က Launchpool ဆိုတဲ့နေရာလေးကိုသွားရမှာဖြစ်ပါတယ်ဒီနေရာကိုရောက်ပြီဆိုရင်ကျွန်တော် Family လုပ်လို့ရတဲ့ Token 3ခုပါတဲ့ဒီ Nillion ဆိုတဲ့နေရာလေးတွေ့မယ်ပေါ့နော်ဒီမှာဆိုရင်တော့ FTUSD ရဲ့ USDC ရဲ့ BNB ဆိုပြီးတော့ပူ3ခု Family လုပ်လို့ရတယ်အရင်တုန်းကတော့ FTUSD နဲ့ BNB နဲ့ပဲလုပ်လို့ရတာပေါ့နော်ဒါပေမဲ့အခုUSDC ပါတိုးလာပြီဖြစ်ပါတယ် FTUSD နဲ့ USDC ကဒီစုစုပေါင်းပြီးတဲ့ Airdrop ရဲ့ 10% စီခွဲပြီးတော့ယူရတယ် BNB ကတော့80ရာခိုင်နှုန်းအထိ Airdrop ပေးမဲ့ပမာဏရှိပါတယ်အဲ့တော့အခုဆိုရင်ကျွန်တော်3ခုနဲ့ Family လုပ်ထားတယ်ပေါ့နော် Family color ကတော့3ရက်ဒီလက်ရှိအချိန်မှာ1ရက်ကျော် Family လုပ်လို့ရသေးတယ်ပါဖို့အတွက်ကတော့ကျွန်တော်လွယ်လွယ်လေးပဲ FTUSD နဲ့ပါခြင်းနဲ့ဆိုရင် FTUSD ကိုနှိပ်ပြီးတော့ရင် lock ဆိုတာလေးကိုနှိပ်ပြီးရင်ကိုထည့်ခြင်းနဲ့ amount ပမာဏကိုထည့်ပြီးတော့ lock ဆိုတာလေးကိုဆက်နှိပ်ပေးလိုက်ရင်ရပြီ USDC အတွက်ဆိုရင်လည်းအဲ့ဒီအတိုင်းပဲကျွန်တော်တို့ BNB အတွက်ဆိုရင်လည်းအဲ့ဒီလိုသွားလုပ်လို့ရတယ်အဲ့ဒီလိုမလုပ်ချင်ဘူးဆိုရင် BNB သမားတွေကဒီ N နဲ့က symbol N နဲ့မှာထည့်ထားရုံနဲ့တင်ရှားမှာဖြစ်ပါတယ် symbol N နဲ့မှာ lock ပဲဖြစ်ဖြစ် flexible ပဲဖြစ်ဖြစ်ဘာပဲထည့်တာ Nillion token တွေကို Family လုပ်လို့ရမှာဖြစ်ပါတယ်လက်ရှိအချိန်မှာ Nillion token ဒီလောက်ပမာဏဒါ BNB ကနေရနေရပါတော့ FTUSD pool မှာတော့ကျွန်တော်အဓိကထည့်တာဖြစ်တဲ့အတွက် FTUSD pool ကတော့ပို့ပြီးတော့ဒီ share နှစ်ခုထပ်ပိုများတာကိုတွေ့ရလိမ့်မယ်ပေါ့နော် claim လုပ်ချင်တဲ့ဆိုရင်တော့ collect airdrop ဆိုတာလေးကိုနှိပ်လိုက်လို့ရတယ်မနှိပ်လဲကျွန်တော်တို့ Family color ပြီးသွားတဲ့အချိန်ကိုယ့်ရဲ့ spot wallet ထဲကိုဝင်လာမှာဖြစ်ပါတယ် collect airdrop ဆိုတာလေးကိုနှိပ်လိုက်တယ်ဆိုရင်ဒါကတော့ကျွန်တော်တို့ spot wallet ထဲကိုအခုလက်ရှိအချိန်မှာ Nillion token တွေရောက်လာပြီပေါ့နော်ဒါပေမဲ့အယောင်းဝယ်လုပ်လို့မရသေးဘူးစပြီးတော့ list မဲ့အချိန်ကြာမှသာလင်ကျွန်တော်တို့အယောင်းဝယ်လုပ်လို့ရမှာဖြစ်ပါတယ်အဲ့တော့ Nillion ရဲ့အကြောင်းကိုသိချင်တယ်ဆိုရင် Nillion ရဲ့အကြောင်းကို Binance ကနေပြီးတော့ research report လုပ်ပေးထားတာရှိတယ်ဒီ Nillion research report ဆိုတာလေးကိုနှိပ်လိုက်တယ်ဆိုရင်ကျွန်တော်ဒီနေရာကိုရောက်မယ်ပေါ့နော် Nillion ဆိုတာကဒီ private data တွေအားလုံးအတွက် internet based layer တစ်ခုဖြစ်ပါတယ်လက်ရှိအချိန်မှာFunny Round ကနေပြီးတော့ $52.7 million အထိရရှိထားတာကိုလည်းတွေ့ရတယ်။ Nillion token ရဲ့ supply ကတော့1 billion Nillion token နေရှိမှာဖြစ်ပါတယ်။ token ရဲ့ name ကတော့ NIL နဲ့လာမယ်ပေါ့နော်။ NIL ဆိုတာက Nillion ရဲ့ Nifty token ဖြစ်ပါတယ်။ Nifty token ရဲ့ထုံးစံအတိုင်းပဲပေါ့နော်ကျွန်တော်ဒီ network ပေါ်မှာလုံးမဲ့အရာတွေကို NIL token ကိုသုံးပြီးတော့ပေးလို့ရမယ်။ပေးပြီးဆိုရင် governance နဲ့ပတ်သက်တဲ့ကိစ္စတွေဆုံးဖြတ်ချက်တွေမှာ NIL ကင်ထားတဲ့သူတွေကဝင်ပြီးတော့ဆုံးဖြတ်ခွင့်ရမယ့်အရာမျိုးဖြစ်ပါတယ်။ ပြီးရင် staking လုပ်ပြီးတော့ reward ရနိုင်တဲ့ပုံစံတွေလည်းပါတယ်။ဒါကတော့ NIL token ရဲ့ utility တွေလို့ပြောရင်လည်းရမယ်ပေါ့နော်။ Binance မှာစပြီးတော့ list တဲ့အချိန်မှာရှိမဲ့ circulating supply ကတော့ဒီ195 million NIL token တွေရှိမှာဖြစ်ပါတယ်။ဒါကစုစုပေါင်း Genesis total supply ရဲ့ 19.52 ရာခိုင်နှုန်းဖြစ်ပါတယ်။ NIL ရဲ့ထူးခြားချက်တစ်ခုကတော့သူကတစ်နှစ်ကို 1% စီ inflation ဖြစ်လာမယ်လို့ပြောထားတယ်။လက်ရှိအချိန်မှာစုစုပေါင်း total supply က1 billion ရှိနေပေမဲ့ဒါထပ်ပြီးတော့တိုးလာမဲ့ပုံစံမျိုးရှိမယ်ပေါ့နော်။ Launchpool allocation ရတဲ့ပမာဏကတော့ 3.5% ရမှာဖြစ်ပါတယ်။ဒါကတော့ Binance က BNB ကင်ထားတဲ့သူတွေပြီးပြီးဆို FTUSD USDC နဲ့ Family လုပ်မဲ့သူတွေအတွက် 3.5% ပေးထားတာဖြစ်ပါတယ်Nillion ဆိုတာကတော့ကျွန်တော်တို့ဒါ AI model training တွေပြီးပြီးဆိုရင် hacker နဲ့ပတ်သက်တဲ့ဒီ data analysis ပိုင်းတွေမှာ private data တွေမှာသုံးလို့ရမယ်ပုံစံမျိုးဖြစ်ပါတယ်token ရဲ့ဒီ distribution ကိုကြည့်မယ်ဆိုရင်လည်း ecosystem and R&D အတွက်ကတော့ 29% ပေးထားတာကိုတွေ့ရတယ် community အတွက်ကတော့ 16.5 ရာခိုင်နှုန်းပေးထားတယ်Alibaba ဆိုတာအစောပိုင်းမှာယင်းနှမြုံနှံခဲ့တဲ့သူတွေအတွက်ကတော့ 21% ရှိမယ်ပေါ့နော်ပြီးရင် project theme ကတော့ 20% အထိယူထားတာကိုတွေ့ရတယ်ဒါ 20% ဆိုတော့နည်းနည်းလေးတော့များတယ်ပေါ့နော်20ရာခိုင်နှုန်းအထိ project theme ကယူထားတယ်ပြီးရင် protocol development အတွက် 10% ခွဲထားတာကိုတွေ့ရတယ်ဒီအဝါလေးကတော့ဒါ Binance ရဲ့ Launchpool ကိုပေးတဲ့ 3.5% ပေါ့နော် token တွေဘယ်အချိန်မှာဘယ်လိုထွက်လာမလဲဆိုတာကိုလည်းဒီမှာ release schedule တစ်ခုနဲ့ပြပေးထားတာကိုတွေ့ရတယ် token တွေ 100% လုံးထွက်လာမှာကတော့ March လ2029နောက်ပိုင်းပေါ့နော်အဲ့တော့2029ကျမှသာလေ 100% လုံးဒါ unlock ဖြစ်လာမှာဖြစ်ပါတယ်လက်ရှိအချိန်မှာကတော့ကျွန်တော်တို့ 90.52% ပေါ့နော် circulating supply အဲ့လောက်ပဲ unlock ဖြစ်မှာဖြစ်ပါတယ်ဒီပမာဏပဲ unlock ဖြစ်အောင်မယ်ပေါ့နော်ဆိုတော့ဒါကတော့ Nillion token ရဲ့အကြောင်းကိုသိချင်တယ်ဆိုရင် research report ကနေလာပြီးတော့ဖတ်လို့ရတယ်လက်ရှိအချိန်မှာ farming color ကတော့ကျွန်တော်တို့2ရက်ဝန်းကျင်လောက်ကြံသေးရပေါ့နော်ဒါ listing မပြီးခင်ဆိုတော့1ရက်ကျော်လောက်ကြံသေးတယ်
farming လုပ်ချင်တဲ့သူတွေဆိုရင်လာပြီးတော့လုပ်လို့ရပါတယ်ဒီအတွက် video လေးတင်ပေးရဖြစ်ပါတယ် okay ပါ video လေးကိုစောင့်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နောက် video မှာပြန်တွေ့ကြပါမယ်ခင်ဗျာ